ဆိုဖိုးတေနှင့်မြိုင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါစီခင်ဗျာကျွန်တော်ကတော့ငယ်ကလေးဘဝအရွယ်ကလေးဟာတရေသစီဇာတ်လမ်းတွေကိုလည်းအလွန်ကြိုက်နှစ်သက်သူတယောက်ဖြစ်ပါတယ်ကျွန်တော်အဖေရဲ့အမေဖြစ်တဲ့ကျွန်တော်ရဲ့အဖွားဒေါ်တန်းတို့ကလည်းကျွန်တော်တို့နဲ့အတူနေသည်ဖြစ်ရမှာတော့တရေသစီအကြောင်းများကိုလည်းပုံမြင်များပြောတတ်တာပေါ့ကလေးရွယ်မှာလည်းကျွန်တော်မေးမြန်းလိုသည်များကိုလည်းတေတခြားရှင်းပြပေးတဲ့သူလည်းဖြစ်တယ်အဖွားတစေလို့လူတွေကဘာလို့များခေါ်ကြတာလဲဗျဒီလိုမြည်လေးဖို့တည်းတစေဆိုတဲ့ဝေါဟာရပေါ်ပေါက်လာပေါ်ကလည်းတဇတိဆိုတဲ့စကားကနေဆင်းသက်လာတာတဇတစေဆိုပြီးတဲ့နောက်ပိုင်းမှာလည်းခေါ်လာကြတာပေါ့တဇတိတစေရဲ့အဓိပ္ပာယ်တော့ရှိမှာပေါ့အဖွားကြီးရှိတာပေါ့ကွယ်ချင်းချောက်တဲ့6လန့်တယ်လို့အဓိပ္ပာယ်ရတယ်ကွကျွန်တော်ကလည်းအဖွားကိုတစေအကြောင်းနေမေးနေမြန်းနေခြင်းကိုလည်းအဖွားကလည်းသိချပြန်ပြီးရှင်းပြနေခြင်းပဲဖြစ်ပါတယ်တစေတွေကလူတွေကိုပြီးရင်လေသူတို့ကိုကြောက်မှန်းသိအောင်လို့ခြောက်ကြတာလားဖွားကြီးအမြဲတမ်းတော့ကြောက်လန့်အောင်လဲခြောက်ပြခြင်းမျိုးလည်းမဟုတ်ပါဘူးကွယ်နှုတ်ဆက်ခြင်းလို့ခြောက်တာရှိမယ်မှားစရာတွေကြံရစ်နေလို့ခြောက်တာလည်းရှိမယ်စားခြင်းတောက်ခြင်းလို့သိစေမြင်စေခြင်းလို့နောက်ပြီးတော့လည်းအမျှအတန်းနေလိုခြင်းလို့အကူအညီပေးခြင်းလို့နှစ်သက်လို့ချစ်ခင်လို့အဲ့ဒီအချက်တွေကြောင့်လဲခြောက်လန့်တာတွေကတော့ရှေ့ကစားတွေမှာလည်းဖော်ပြခဲ့တယ်ကွနောက်ပြီးတော့တစေတွေမှာလည်းအတန်းစားခြင်းကလည်းမတူကြပြန်ဘူးတချို့တစေတွေကလည်းတစ်ပင်ခြုံပုတ်တွေမှာနေရတယ်လို့ဇရက်အိုကျောင်းပြက်တွေမှာနေရတဲ့တစေတုတ်တန်တင်းချိုင်းမှာနေရတဲ့တစေတောထဲတောင်ထဲမှာနေရတဲ့တစေနဲ့လူနဲ့နီးနီးမှာနေရတဲ့တစေဆိုပြီးတော့လေစင်တန်းနေရှိဒါဆိုအဖွာသူတို့ကရောမကြွမလွတ်ဖဲနဲ့အဲ့ဒီလိုပဲအမြဲတမ်းနေသွားရမှာလားမဟုတ်ဘူးမြည်ရဲ့ဖရာတရားအတန်ကိုမကြားခြင်းမကြားနိုင်မကြားဝင်းတဲ့တစေကြားခြင်းနာခြင်းပေမဲ့ကြားခွင့်နာခွင့်မရတဲ့တစေဖရာတန်တရားတန်ကိုကြားရင်လည်းအဝေးကိုလွှဲထွက်သွားရတဲ့တစေဆိုမျိုးရှိသလိုကျွတ်ချိန်တန်လို့လည်းဖရာတရားတန်ကိုကြားနာခွင့်ရတဲ့တစေတွေကလည်းအစင်တန်းတိုးပြီးတော့ဖုံးတကိုးတွေတိုးသွားတတ်ကြတယ်အဖွားရေအဲ့ဆိုလေတောက်ကိုပုံမြင်ပြောပြတော့ကျွန်တော်ကလည်းတစေအကြောင်းကိုသိတင်တဲ့လောက်သိရပြီမို့လို့တညတပုတ်နာဆိုသလိုပဲထောင်နေကြတစေပုံမြင်နားထောင်ရန်အတွက်လေတောင်းဆိုလိုက်တာပေါ့ငါမီးကိုရှေးရှင်ဘီရင်ဒီလက်ထက်ကထင်ရှားခဲ့တဲ့တစေမှတ်တမ်းတစ်ခုကိုပြောပြနောင်တော်မင်းတရားကြီးလက်ထက်ငပတ်ချောင်းဘူခေါ်ဥဒိန်ကျော်ကလည်းစစ်မှုထိုင်နှန်းနဲ့တေဆုံးသွားပြီးတော့တစေဘွားကိုရောက်ရှိသွားတယ်အဲ့ဒီအကြောင်းလည်းဘရင်မင်းတရားကြီးကလည်းမသိချဘူးလေတညမှာမင်းတရားကြီးကဆက်တော်ခေါ်နေတဲ့အချိန်နန်းဆောင်အတွင်းထဲကိုတစေရဝင်ပြီးတော့လေမင်းတရားကြီးခြေထောက်ကိုလှုပ်နှိုးကြည့်တော့လေကြည့်လိုက်တော့လေဥဒိန်ကျော်ခေါင်ရဲ့ရုပ်သွင်းကိုလည်းဝိုးတော်ဝါမြင်ရတယ်အကြောင်းဆုံးမေးမြန်းတဲ့အခါမှာလည်းတိုက်ပွဲမှာသူကြပြီးတမလွန်ဘွားကိုရောက်နေတော့လေဘရင်အမှုတော်ကိုဆက်လက်ထမ်းဆောင်ခွင့်ပေးပါရန်လျှောက်ထမ်းလာတာကြောင့်လေးသားဆောင်မှာစောင့်နေထမ်းရွက်စီဆိုပြီးတော့လေအမိန့်ရှိတာပေါ့တမလွန်ဘွားရောက်နေတဲ့ဥဒိန်ကျော်ခေါင်ကလည်းတစေဘွားနဲ့ပင်ဘရင်အမှုတော်ကိုလည်းထမ်းရွက်တာပေါ့တနေ့မှာတော့အဝမျိုးကနေမောဒမကိုဆေလွတ်လိုက်တဲ့မြင်းသီးကျော်ငသားနဲ့ငရွှမ်းတို့နှစ်ယောက်ကလည်းအချိန်တန်၍ပြန်ရောက်မလာတာကြောင့်ဘရင်ကလည်းစိတ်ပူပြီးတော့ဥဒိန်ကျော်ခေါင်တစေကိုလည်းအကြောင်းစုံသိရအောင်ဆေလွတ်လိုက်ရမှာအင်းဝနဲ့မောဒမခကြီးကိုနေချင်းပြန်ရောက်လာပြီးတော့အကြောင်းထူးမရှိကြောင်းလည်းပြန်လျှောက်တင်တော့ဘရင်ကလည်းယုံကြည်တော့မမှုအဲ့ဒီခါမှာတစေကလည်းစေလို့သူငရွှမ်းနဲ့ငသားတို့သည်တောင်ငူမြို့ခမောင်းချောင်းမြစ်ထိပ်မကြီးပင်အောက်မှာထမင်းချက်စားနေတာကိုလည်းမြင်တွေ့ခဲ့ရကြောင်းသူတို့နှစ်ယောက်သိစေရန်လည်းမကြီးကိုင်းမကြီးကပ်များချိုးချခဲ့ကြောင်းကိုလည်းလျှောက်တင်တော့ပေါ့နောက်တော့လည်းငရွှမ်းနဲ့ငသားပြန်ရောက်လာချိန်မှာတော့မင်းမြန်းတဲ့အခါမှာတစေပြောတဲ့အတိုင်းပဲခမောင်းချောင်းနဘေးမှာတစေ6ခန်းမို့လည်းပြန်လဲလျှောက်တင်တော့မှတစေကိုလည်းယုံကြည်ကြတာပေါ့အဲ့ဒီနောက်တစေကလည်းအမှုတော်ထမ်းရွက်ရန်ဘွဲတစိတ်တောင်းခံတယ်တိုခါမှာမင်းတရားကြီးကလည်းကိုထင်ပြ၍တောင်းခံရန်အမိန့်တော်ရှိတော့တစေကလည်းကိုထင်ပြလျင်ရုပ်တရံစိုးဝါပြီးကြောက်ရွံ့ထိတ်လန့်ပွဲဖြစ်ခြင်းကြောင့်ကိုထင်ပြရန်မသိမှကြောင်းအဲ့ဒီလိုလျှောက်တင်တာပေါ့ထိုခါမှာမင်းတရားကြီးကလည်းတစေကိုလည်းဇဝနယခကြော်ကောင်းဆိုပြီးတော့လေဘွဲအမီကိုရွှေပြားမှာရေးသားပြီးတော့ပေးသနာတာပေါ့အဲ့ဒီခါမှာတစေကလည်းဘွဲတစိတ်မှာခြိထားတဲ့ကျိုးကိုဆွဲငင်ယူပြီးတော့လေရွှေနန်းဆောင်ရဲ့လေးသားဆောင်မှာထုတ်လျှောက်ကြားသည်ထားသည်ကိုလေမင်းတရားကြီးနဲ့မူးမများလေတွေ့မြင်ကြဒါလည်းမြမနန်းတွင်ရာဇဝင်မှာဘရင်အမှုတော်ထမ်းပြီးတော့ဘွဲတစိတ်တော်ရဘူးတဲ့တစေပဲမြည်ဒါဆိုတော့လေအဲ့ဒီတစေကဘရင်အနာတောင်ကတ်နေနိုင်တဲ့အစွမ်းရှိတယ်လို့ပြောရမယ်တော့အဖွာဒါနဲ့ဘယ်ကောင်းမလဲဘရင်နဲ့ရွာစံကြီးမှာဘရင်ရောင်ဆောင်ပြီးတော့စားတောက်နေတဲ့ဖုတ်ကောင်မျိုးတောင်ရှိတယ်ကွအဖွာပြောပြမဟာဝင်ကျမ်းထဲမှာလေပါတလီပုတ်ပြည့်ရှင်မဟာစန္နာဂုတမင်းကြီးကလေ
နန်းဆန်သက်24နှစ်ရောက်တဲ့အချိန်ပေါ့နာမကျန်းတဲ့